အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ကတော့ Aspire Park ကိုသွားနေတာဖြစ်ပါတယ်အခုလောလောဆယ်တော့ကျွန်တော်မရောက်သေးပါဘူးသွားနေတော့ပေါ့နော်ကျွန်တော်ရှင်းမှာတော့ဝါရီမရက်ခဲ့ဘူးဗျဒီမက်ထရိုစီးရာတွေပါရောကျွန်တော်မရက်ခဲ့တော့ဘူးမက်ထရိုနဲ့ဆိုရင်လည်းတော်တော်စီးခဲ့ပါတယ်14မှတ်တန်တော့ကျွန်တော်စီးခဲ့တယ်ဘတ်နဲ့ရောပါတာပေါ့နော်လူကတော့တော်တော်စီးရဲဗျကားတွေလည်းတော်တော်ပေါ်တယ်လူတွေလည်းတော်တော်စီးပါတယ်ဒီမှာဆိုရင်ကားရပြည့်ပဲကျွန်တော်ဒီပန်းချန်ထဲကိုလာတာပါအားလုံးပဲမင်္ဂလာပါအခုဆိုရင်တော့ကျွန်တော်Aspire Park ကိုရောက်နေဖြစ်ပါတယ်Aspire Park ကတော့ဗျာဘယ်လိုပြောမလဲဒီကာတာမှာဆိုရင်တော့လူတွေအများဆုံးလဲလာသူတို့ပြောရမယ်လူတွေအများဆုံးလာတဲ့နေရာတစ်ခုလည်းဖြစ်တယ်နောက်ပြီးတော့ကွင့်ပြင်အကျဲလေးရှိတဲ့နေရာတစ်ခုဖြစ်တယ်တော်တော်ကျယ်တယ်ဗျဒီမှာကျွန်တော်အရင်ဗီဒီယိုမှာတင်ခတ်ထားသလိုပဲပြရမလားပတ်ချာလေးပြေးလန်းအကစားလုပ်တဲ့ပြေးလန်းနေလည်းရှိတယ်ပြီးရင်လူတွေတော်တော်စီတော့ဘယ်လိုပြောမလဲလူတွေတော်တော်များတယ်ပြီးတော့ဘာလို့ဒီမှာအရင်များတယ်လဲဆိုရင်ဒီအဲ့ဒီဖက်မှာမောရှိဗျလာကျွန်းမောဆိုရရှိအဲ့ဒီမောရှိတော့အဲ့ဒီမောလာရင်းနေလဲလာတဲ့လူဖြစ်မယ်အမွေလည်းဒီကိုပန်းချံကိုလာပြီးတော့ဒီမောကိုဝင်ပြီးတော့တခုဝယ်ပြီးတော့ပြန်မယ်ဗျာသိတယ်မလားအဲ့လိုမျိုးဆိုရင်တော့တစ်ချက်ကုန်နှစ်ချက်ပြန်ပုံစံမျိုးဖြစ်တယ်ဗျာအဲ့ဆိုတော့ဒီမှာလူတော်များပါတယ်ကျွန်တော်ဒါတော့မှအတွင်းထက်တွေဝင်မကြည့်ရသေးဘူးเนาะဒီကျွန်တော်ဝင်လာတယ်ပြီးတော့ဒီထိတ်တဲ့မှာပဲထိုင်နေတာအဲ့တော့မှလူတော်များနေပြီကျွန်တော်တွေ့အဲ့ဒီနောက်မှာဆိုရင်ဘောလုံးလေးချက်ခန်းလုပ်တဲ့သူရှိရယ်ဟိုဘက်မှာဆိုရင်မိသားစုတွေဒီနောက်မှာဆိုရင်မိသားစုတွေရှိရယ်လမ်းဘေးလျှောက်တဲ့နေမှာလည်းရှောက်လမ်းနေမှာလည်းဝါရရှိသူတို့လေးချက်ခန်းလုပ်တဲ့သူရှိရဟောဗျာကျွန်တော်လာတော့နည်းနည်းနောက်ကျသွားတယ်ဗျကျွန်တော်နေဝင်ချင်းကိုတီလောက်ကိုမှန်းလာတယ်ဒါပေမဲ့ကျွန်တော်ရောက်တော့နေရဝင်သွားပြီအဲ့တော့နေဝင်ချင်းတော့မမိလိုက်ဘူးနေအောင်လေးတိတိလေးဖြောလေးပဲရှိတော့အဲ့တောင်လေးမှာအဲ့လိုလေးပဲရှိပါတော့တယ်ဒါပေမဲ့ဒီမှာဗျာညဆိုရင်လည်းလှမေးဗျညဆိုရင်လည်းလှမေးအဲ့မလို့ညရောက်ထီအောင်တော့ကျွန်တော်နေလိုက်မယ်ဒီကျွန်တော်နောက်ကမြင်နေရတဲ့ဒီတာဝါဆိုရင် Top Tower ဖြစ်ပါတယ်Aspire Tower လို့လည်းခေါ်တယ်ပေါ့နော်အရင်ကတော့ Aspire Tower လို့လည်းခေါ်တယ်အခုတော့ Top Tower လို့ခေါ်တယ်ထင်တယ်ကျွန်တော်ထင်တော့ Okay ပါကျွန်တော်တွင်းထဲကိုလိုက်ပြပေးပါမယ်ဒီမှာဗျာညနေခင်းရတော့လေးတဖြူးနဲ့တော်တော်နေလို့ကောင်းနေဗျအေးစေးလာပြီးတော့ရှေ့လို့ကောင်းတဲ့နေရာတခုပဲတော်တော်လိုက်ညရဟာကဒီအလောင်းကသူတို့မီးတွေပိုင်းမဖွင့်သေးဘူးဒီပန်းတွေကနောက်မှအဲ့နောက်မှဆိုရင်ဒီပန်းတွေရှိရမီးတွေတော့မဖွင့်သေးဘူးဒီမှာဗျဒီ Aspire Tower ကြီးရတယ်တွေ့လားအဲ့ဒီနေပြနေပြီဒီအဲ့ဒီပုံစံဖော်ထားတာတော်တော်ကိုလှတာဗျတော်တော်လှတာအဲ့ဒီပုံစံဖော်ထားတွေဟာအပင်တွေကတွေ့တယ်ခုဒီပိုင်းသဘောကနေတွေ့အပင်တွေတော့ကျွန်တော်မမှန်းနိုင်တော့ပါဘူးကျွန်တော်ကာတာမှာဘာတွေ့တယ်လဲဆိုတော့ကျွန်တော်ပြပါမယ်တွေ့ကြပါဘဲလေးတွေဗျဒီကောင်ကတော့ဘဲဖြူလေးရသိချာရတာဒါပေမဲ့ဒီဘက်ကအမဲရောင်လေးတွေကဘဲမဲလားဘဲညူတာပါလေကျွန်တော်လည်းသိချာမသိဘူးအဖြူကတော့သိချာတယ်ဘဲဟိုမှာကျွန်တော်အများကြီးပဲဗျကျွန်တော်ပြမယ်အဲ့နောက်မနေတာမဟုတ်အများကြီးပဲโอ้
ဒါကတော့ကျွန်တော်ကာတာမှာပထမဆုံးမြင်မှုရဲ့ဘဲတွေဖြစ်ပါတယ်ပထမဆုံးလေးဖြစ်ပဲပထမဆုံးလေးရောက်ဖို့တာလေးဖြစ်ပါတယ်ဒီရကယ်တဲ့ကိုတင်းတက်မလို့ထားဒီနေ့မှာတိုင်လေးရှိတယ်ဗျအဲ့တိုင်မှာဘဲတွေအပေါ်တက်နေတာအေးတော်လာတာပဲဗျမြင်ရတဲ့မြင်ကွင်းနဲ့ဒီမှာဆိုရင်ဒီနောက်မှာဆိုရင်သူတို့စီးတဲ့နေရာတွေရှိတယ်ဗျာအဲ့ဒီစီးတဲ့ဟာကဘယ်လိုလဲဆိုရင်သူတို့ဘဲပုံစံလေးတွေလုပ်ပေးထားတယ်ဘဲပုံစံလေးတွေနဲ့ဘဲရုပ်ပုံလေးတွေနဲ့ပေါ့နော်ဒီပြီးရင်ဘဲရုပ်ပုံလေးလုပ်ပြီးတော့ဒီအောက်ဒီကန်ထဲမှာဆိုရင်ဒီလိုဘဲလေးတွေနဲ့ရှိသူ natural ဆိုင်တွေဗျာသိတယ်မို့လားဒီလုပ်ထားတဲ့ပုံစံကဒီ lake ကဒီထဲမှာတွေ့နေမှာငါတွေ့လိုက်လားမသိဘူးဒီမှာငါတော်တော်ကြီးတွေ့လားဒီမှာအဝါရောင်လေးတွေငါရွှေဝါရောင်လေးဘာငါလဲတော့မပြောတတ်ပြင်မဲ့တော့နီးကပ်မြန်တော့သေချာမြင်လိုက်တယ်ဗျာကင်မရာထဲမှာပေါ်သွားလာတော့မပြောတတ်ဘူးဒါပေမဲ့ကျွန်တော်တို့သေချာမြင်လိုက်လို့ကောက်ပြီးတော့ကောက်ထုတ်ရလိုက်တွေ့လိုက်လာတော့မပြောတတ်ဘူးကျွန်တော်ပဲဘ ഹു တုတာနေရလားမပြောတတ်ဘူးဗျာဒီဘဲအမဲရောင်လေးတွေကိုကျွန်တော်တကယ်မတွေ့ဘူးတော့ပါအဖြူအောင်ကတော့တကယ်တွေ့ဘူးတွေဒီအမဲရောင်လေးတွေကိုကျွန်တော်တကယ်မတွေ့ဘူးတော့ပါဗျာကျွန်တော်ဘ ഹു တုတာနေတယ်ဗျာအာဒီမှာလိတ်ကျွန်တော်လိတ်ပြမယ်လိတ်ဒီအဲ့မှာလိတ်ဒီမှာလိတ်လိတ်တွေလည်းရှိတာပဲဝါမိုင်းရောတော်မိုင်းဒီနေရာတော်မိုင်းတွေပြောရမယ်လိတ်တွေရောငါးတွေရောဘဲတွေရောဆုံးရှိတယ်ပြီးရင်မြဲမြုံကွင်းကိုလည်းတစ်ချက်ကြည့်လိုက်အောင်တော်တော်ကိုလှတာပါတော်တော်ကိုလှတာပါဗျာဟုတ်ကဲ့ကျွန်တော်ဒီကန်ကိုတစ်ပတ်လောက်ပတ်လိုက်မယ်ပြီးရင်တော့ဟိုဘက်ကနေမြဲမြုံကွင်းကျွန်တော်တစ်ချက်ထပ်ပြပေးပါမယ်ကျွန်တော်ကန်တစ်ပတ်ပတ်ပြီးမှပြမလို့ပဲဗျဒါပေမဲ့ဒီ view ကလည်းတော်တော်လှနေလို့ကျွန်တော်ထပ်ရက်လိုက်ကြည့်လိုက်အောင်တော်နေလုံးကလုံးဝင်သွားပြီနော်အဲ့ဘာမှတော်လှနေသေးကျွန်တော်ဘယ်လောက်ထိလှနေမြင်ကိုမြင်ရလဲဆိုတော့ကျွန်တော်ပြပါမယ်ဒီမှာပါအဲ့ဒီမှာဆိုရင် Spire Tower ဒီမှာဆိုရင်လေးအထက်မှာမောင်းနေတဲ့လေးပြီးရင်ဒီမှာဆိုရင်လပြီးရင်ပြေးနေတဲ့ဘဲလေးတွေကိုလည်းမြင်ရပါတယ်ကြည့်လိုက်ပါတော့ဗျာဘယ်လောက်ထိလှတယ်လဲဆိုတော့ကျွန်တော်တို့ဘာပြောလို့ပြောရမှန်းတော့မသိတော့တော်လှတာပါဗျာโอเคပါဒါတော့မှကျွန်တော်ဒီဘက်ကဟာကိုမဟုတ်သေးဘူးเนาะဒီဘက်ကလည်းတော်တော်လှတယ်ပြဒီနေဝင်သွားတဲ့အချိန်ဘက်ကတော်တော်လှတယ်ပြီးရင်ဒီဘက်ကဟာဟိုဘက်ကနေရင်ပိုလှမယ်ထင်တယ်ဟိုဘက်ကအယောင်းနေကိုဆိုရင်တော့ကျွန်တော်ဒီမှာတရားလေးတစ်ခုလည်းတွေ့တယ်ဗျဒါပေမဲ့ကျွန်တော်ဒီတရားပေါ်တော့မတက်တော့ဘူးဘာလို့လဲဆိုအိုးအဲ့နာမှာရေပန်းတွင်တရားနောက်တစ်ခုတွေ့ရအဲ့ရေပန်းတွင်တရားနောက်ကျွန်တော်သွားချင်လို့ပါဒီအိမ်နဲ့ဒီနောက်ကညရတဲ့ဘယ်လိုပြောမလဲနေအောင်ချီအလင်းအောင်လေးဖြော့နေဒီအိမ်ကလည်းတော်တော်လှနေလို့လေတကယ်ပါဗျာတော့တဲ့နေရာတိုင်းလှနေတော်တော်ခံစားနေရတယ်ကျွန်တော်အဲ့နောက်မှာရေပန်းနေရှိတယ်အဲ့ရေပန်းတော့ကျွန်တော်တစ်ချက်လောက်ပြေးလိုက်ကြည့်ခဲ့ကြပါအခုဆိုရင်တော့ကျွန်တော်ရေပန်းနေနာဟာတော့သွားမယ်ဒါပေမဲ့အဲ့ကျွန်တော်ရေပန်းနေမြင်ရတာဗျဟိုဘာဖြစ်နေလို့ဗာလဲရေပန်းနေအပေါ်နေတရားပေါ်နေဒီလိုမျိုးမိုးအုပ်ပြီးတော့ဒီလိုမျိုးလောက်ထားတာရေပန်းနေအဲ့အောက်ကိုလည်းကြားတယ်ကျွန်တော်အဲ့ကိုသွားရင်ကျွန်တော်ရေဆိုမှကျွန်တော်တီးအဲ့မလို့ကျွန်တော်မသွားတာပါကျွန်တော်ပြပါမယ်ရေပန်းရှင်းတော့
အဲ့နာလေးမှာပါအဲ့နာလေးမှာအဲ့ဖြူဖြူလေးတွေရေပန်းလေးတွေဖြစ်ပါတယ်ရေလာနေတာပေါ့ရေလွတ်ထားပါဗျာနောက်ပြီးကျွန်တော်ပြောချင်ကျွန်တော်မှနောက်ကျွန်တော်ရဲ့အနောက်ကိုမြင်ရမြင်ခွင့်တကယ်တော်တော်လှတယ်ဗျာဒီမြင်ခွင့်တော်တော်လှတယ်တွေ့တာဒီအနောက်ဘက်ကမီးအောင်မဟုတ်ဘူးနေအောင်ဝင်တော့ဝင်နေတော့နေလုံးတော့ဝင်သွားပြီဒါပေမဲ့နေအောင်ဖြော့ဖြော့လေးကြံနေတဲ့နေရအဲ့လိုလေးကြံနေတဲ့နေရှုခင်းကပို့ပြီးတော့ဒီဖက်တစ်စားရင်နောက်ဘက်ကပိုလှတယ်ဟိုကျွန်တော်ခံစားရတယ်ဟိုဒီဘက်ကမလှဘူးဒီဘက်လည်းလှတယ်ဒါပေမဲ့နောက်ကပိုလှတယ်ဒီမှာလာဒီနောက်မှာဆိုရင်ဟိုဗာလဲ Spire Tower ရှိပါတယ်အဲဒါဆိုဒီကောင်တစ်ပင်နဲ့ကာနေရပါတော့တစ်ပင်နဲ့ကာနေတော့ဟိုဘက်ကမမြင်အောင်ဖြစ်နေတာပါโอเคပါကျွန်တော်ဒီရှုခင်းလေးကိုကြည့်ပြီးတော့ကျွန်တော်ခဏလောက်ထိုင်လိုက်ပါအောင်မယ်အခုဆိုရင်တော့ကျွန်တော်ထိုင်ရတဲ့ကြားတော့ပြီပေါ့နော်အဲ့တော့ကျွန်တော်ပြန်มาတော့မယ်ဒီtwin tail ကိုပြတ်ပြီးတော့ပြန်ပါမယ်ဘာလို့ဆိုဒီအချိန်မှာဒီဟာကန်တကန်ဖို့ပေါ့နော်ဒီကန်ကိုဒီလိုပတ်ချက်လဲထားတာဒီကန်ကိုပတ်ချက်ပြန်လှည့်လိုက်မယ်ကျွန်တော်ပတ်ချက်လဲပြီးတော့ဘုတ်ဘက်ကနေဒီလိုပတ်ပြန်လိုက်ပါပေါ့နော်โอเคပါဆက်တော့ကြစို့ဟေးဘယ်လေးတွေကချမ်းလို့ကိုယ်နေပြီနေတူတယ်လောက်တော့မလောက်တယ်ထိုင်းနေတကက်ကန်နေဖဲတဲ့နေရတော့ view ကတော့တော်တော်ကိုလှတာပါဗျာဘယ်လိုပြောရမှန်းတော့မသိဘူး view ကတော့တော်တော်လှတဲ့အထက်မှာပါတယ်ရှိုးလိုက်ဒီနောက်ထောင်ဝါတယ်လှတယ်အဲ့နားလေးမှာရေပန်းလေးတွေဗျကျွန်တော်ပတ်ချလိုက်လာလေပတ်ချလိုက်လာရေပန်းသားတော့ရောက်နေအခုဆိုရင်တော့ကျွန်တော်ရေပန်းတော့ရောက်နေဖြစ်ပါတယ်ကျွန်တော်ပြောတဲ့ရေပန်းကဒီမှာပါကျွန်တော်ထဲကိုသွားတော့မသွားကြည့်တော့ဘူးပြဘာလို့ဆိုရေတော့စုံမှာနည်းနည်းလေးပဲရှောက်ပြမယ်โอเคပါဒီဆိုရရတော်အဖျားလေးပဲဝင်လိုက်တာဒီတော်ပဲရှိဟိုဘက်နဲ့ဒီဘက်ကိုရင်တော့တေးချပါတယ်ခြေတကူလုံးစုံပါပါโอเคပါဆက်တော့ကြပါမယ်လက်ထပ်ပေါ်ရိုက်ပြီလို့အဲ့ဒါမရှိလို့လဲဘာမှတော့မတွေ့ဘူးဘာမှတော့မတွေ့ဘူးဒီတိုင်းပဲသူတို့တက်ပေါ်ရိုက်တာပါဘာမှတော့မရှိပါဘူးချီအောင်ဗျာဒီလို view လည်းတော်တော်လှတာပဲဗျအဲ့ဒီမှာပေါ်နေတာစက်သားကြော်တွေပေါ်နေ KFC တဲ့ဒီ view လည်းတော်တော်လှတယ်ဒီ view လည်းတော်တော်လှတယ်နော်โอเคပါဒီဘက်မှာတော့ဘာရတော့မရှိတော့ဘူးညဒီဘက်ဆိုဘာမှတော့မရှိတော့ကျွန်တော်ပြန်ထွက်အောင်မရှိတော့လေโอเคပါအခုလို့ကြည့်ရှုအားပေးကြတယ်တူတယောက်ချင်းစီတဲ့ကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းပြည့်စုံပါစေလို့ဆုတောင်းပေးလိုက်ပါတယ်